Hey guy 1GG မှာကြိုဆိုပါတယ်ဒီနေ့တော့ 1B အပိုင်း1161ကိုကျွန်တော်နဲ့တူကြည့်လိုက်အောင်ဇလန်းစားတာနဲ့ရှိန်လောက်ဆံမျက်နှာပေးနဲ့လော်ဂီကတာမန်လူဆိုရင်သွေးပြက်လောက်တဲ့ပြောပြီးဟဲ့ကောင်လေးမင်းရောက်နေရဘယ်နေရာလဲသိလားဒီနေရာကစစ်စီတော်တို့ရဲ့တိုင်းပြည်ဝါလန်းကွာအရင်ကဆိုရင်ဒီနေရာမှာစစ်ပွဲတွေပြည့်နေပြီးဆော်ရဲမိုက်တဲ့အဲဘက်တိုင်းပြည်ကွာလို့ရှင်းပြလိုက်ပါတယ်အဲစကားတန်ကြတော့အောက်မှာရှိတဲ့လူဖီကလည်းခဏတန်ငိမ့်သွားပြီးမှဟေးဟုတ်လားဒီနေရာကအဲဘက်လားဒါဆိုပျော်ပြီးလေဆိုတဲ့အထာနဲ့ဦးစောလည်းဒါကိုသိရင်ဆောင်းရမ်းပြော့နေမှာကွာဆိုပြီးခလေးမုံရလို့ပျော်ကြီးပြော့နေပြီဒီနေရာဆောင်းရမ်းကြည့်တာပဲငါတို့ဒိုနဲ့ပရိုကူနဲ့တူရောက်လာတာသူတို့ရောဘာမှလဲဒီနေရာရဲ့တမိုင်းချောင်းကိုလည်းဒလဆက်မေးနေပြီအထူပါမသိတဲ့လူဖီကြောင့်လိုကေကြီးခမရလည်းတင်းနေပြီလေအေးလေတင်းနေတင်းညစ်စရာပဲဒီနေရာရဲ့ဆောင်းရမ်းကျမ်းမဆိုတဲ့ကောင်သူ့ကိုယ်သူကဘာကြီးကိုဖျက်ဆီးမဲ့နေနဲ့ဖျားလို့ယူဆထားတဲ့သူရဲ့ရှိမှာမလောက်လေးမလောက်စားလူသားလေးတယောက်ကစိတ်ရှုံအောင်စကားတွေဒလဆက်ပြောမိကုန်းနေဒလဆက်မေးနေတော့လိုကေကြီးခမရတင်းပြီလေလူကြီးလည်းအသေးပေါက်သွားတာနဲ့ဟိတ်ကောင်နားထောင်ဆိုပြီးအတန်ကျနဲ့အော်လိုက်ပါတယ်လူကြီးရဲ့အတန်ကပြင်းလုံးပြီးဟာကီတွေပါသွားတာကြောင့်အနာတော်ဟိုက်ကတာရွဲတွေပါတတိထားမိသွားပါတယ်ပြီးတော့ငါကဘာတူလဲမင်းသိလားနဖျားဆန်ဆန်ပဲငါရဲ့ခွင့်ပြုချက်မရှိပဲစကားမပြောနဲ့လို့တားလိုက်ပါတယ်ပြီးတော့လူဖီကိုအခြေအနေတွေနားလဲသွားအောင်သူဖမ်းခံထားရမယ်သိသွားအောင်တန်ကြိုးတွေကိုလှုပ်ခါပြီးယုံပြလိုက်တော့အဲ့တော့မှလူကြီးဖမ်းခံထားရမယ်လူဖီလည်းသဘောပေါက်သွားပါတယ်လူတိုင်းကလွတ်လပ်မှုကိုနှစ်သက်ကြပေမဲ့သူဖမ်းခံထားရတာ6နှစ်တောင်ရှိပြီလို့လိုဂီကရှင်းပြပါတယ်သူကအဲဘက်မှာအရန်ကျန်းတဲ့ကောင်ဆိုပေမဲ့အခုတော့အဲဘက်ရဲ့ကြောရိုးတပင်ကြီးဖြစ်တဲ့အဲထဲမှာစီးဆုံးတန်ကြိုးတွေနဲ့6နှစ်လုံးခက်ခံထားရတာကိုရှင်းပြလိုက်ပါတယ်အဲဒါကြောင့်ငါလည်းလွတ်လပ်ချင်တဲ့လူဖီဖက်ပြေးဖို့လည်းအင်အားတွေမရှိလို့မင်းကူညီလိုတယ်လို့ပြောပြီးမင်းကကူညီရင်မင်းဖြုတ်ချခြင်းနဲ့ဘယ်ပင်လဲတမျှမဆိုကိုငါကူညီဖြည့်ရှင်းပေးမယ်လို့ပေးယူစားလုပ်ကြည့်ပါတယ်အောက်မှာရှိတဲ့လူဖီကတော့ ATA ဆက်သာတုတ်ပြန်လိုက်ပါတယ်အဲ့ဒီနောက်လေတဝင်းမှာအန်ဒီရဲ့အငွေသက်ကိုခံစားမိလိုက်တဲ့လူဖီလဲတိုးရဲကဖြစ်နိုင်တယ်ဆိုတာကိုသတိထားမိသွားပါတယ်လူကြီးကတော့သူပြစ်ချင်တာတွေကိုပြောပြနေပြီးရွာရဲ့တက်နေရာမှာတန်ကြိုးတွေရဲ့တော့ကိုတင်ထားကြောင်းသူ့အနေနဲ့မဖြစ်မနေတင်းကျပ်ခိုင်းစေတာမဟုတ်ကြောင်းဒါပေမဲ့လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့သဘောနဲ့ပြောပြလိုက်ပါတယ်အေးနောက်တစ်ခုပြောဖို့မေ့သွားလို့တောင်းပန်ပါတယ်ကွာကောင်လေးဆိုပြီးဒီတော့ရဲ့အကြောင်းကိုလည်းရှင်းပြပါတယ်ဒီနေရာကအဲဘက်ရဲ့အောက်ဆုံးလာဖြစ်ပြီးမြေအောက်ကဘာလို့ခေါ်ကြောင်းဒီနေရာကိုဘယ်သူမှမလာရဲ့အကြောင်းအကျဉ်းသားလို့သတ်မှတ်ခံရတဲ့သူတွေကိုသာဒီနေရာကိုပြစ်ချပြီးကွက်မြတ်တဲ့အကြောင်းနှင်းတွေရဲ့အောက်မှာလည်းအဲဖက်ဘီလူးတွေရဲ့အယိုးတွေပြည့်နေတယ်လို့ရှင်းပြလိုက်ပါတယ်။တစ်ဆက်တည်းလည်းဒီမှာရှိတဲ့တောရန်ကောင်တွေကိုတတိထားဖို့တတိပေးလိုက်ပါတယ်။ပြီးတော့အားရနာပါတယ်ကွာကောင်လေးမြင့်မြင့်နေရတာတွေကဒီနာတဝိုက်ရဲ့တောတောင်တွေရဲ့အရှင်သခင်တွေဖြစ်ပြီးဆောင်းရမ်းကျန်းတဲ့တောကောင်တွေလို့လူဖီကိုလှမ်းပြောလိုက်ပေမဲ့လူဖီကတော့ရှစ်ကူသာဆက်သွားနေပါတယ်။တောင်တလုံးသားလောက်အရွယ်သားရှိတဲ့တောရန်ကောင်တွေကလည်းအာမန်ပြင်းတဲ့လူဖီစီကိုလာနေမဲ့လူဖီလည်းရိပ်မိသွားပါတယ်။တောရန်ကောင်တွေအပြင်ဝစ်စုံမဲနဲ့လူရွယ်လောက်ရှိတဲ့ကောင်တွေကလည်းတဖြည်းဖြည်းနဲ့လူဖီနာကိုလာနေကြပါတယ်။လူကြီးကတော့စိတ်လဲသိမ့်မပူပါနဲ့ကွာ။အဲ့ကောင်တွေကငါငငယ်တဲကအဖော်ပြလာတဲ့ငါရဲ့ဘော်ရာတွေပါ။မင်းသာငါခိုင်းတာကောင်းကောင်းလုပ်ပေးမယ်ဆိုရင်ဘာမှမဖြစ်စေရဘူးလို့မချင်းချောက်တမယ်ပြောပြလိုက်ပါတယ်။လူဖီကတော့ဘာကုမှခယူးမဆိုင်ပဲတားရဲတွေရှိကိုသာတက်တက်ဝင်သွားပါတယ်။တစ်ဖက်မှာလည်းဝင်းအောင်အမဲနဲ့မျက်နှာဖုံးတဲ့လူတွေကလူကြီးကိုခါစားနေပြီလူဖီရှိကပါလာလူဖို့တိုင်ပင်နေကြပါတယ်ဒါပေမဲ့အရင်ကလိုဘာမှမသိတဲ့အရာကြောင့်တတိမလစ်သွားခြင်းဘူးလို့မျက်နှာဖုံးတဲ့တယောက်ကတတိပေးပါတယ်တယောက်ကလည်းဘသူမှမထင်ထားတဲ့အရာဘသူမှမထင်ထားတဲ့သူကဒီနေရာကိုဘာကြောင့်လာတာလဲယုံကုန်စံနီလို့អော်လိုက်တော့ရှမ်းဆိုတာနဲ့လူဖီလဲကြားသွားလို့ဟဲ့ကောင်တွေရှမ်းကဒီကိုလာသွားတာလားလို့လှမ်းမေးလိုက်ပါတယ်အားလုံးကလည်းဒီကောင်လေးတားရဲတွေကြောင့်တသားတီဖြစ်လောက်ပြီးထင်ထားကြပေမဲ့ငတီလေးကတောင်သခင်တွေပါဆိုတဲ့ကောင်တွေကိုပါဘော်ဒါကောက်လုပ်လိုက်လို့အကုန်လုံးလဲလမ်းဖြန့်ကုန်ပါတယ်လူကြီးတောင်ဒီငတီလေးကဘာတူလဲဘာကောင်လဲဟာဆိုပြီးလန့်သွားပါတယ်လူဖီလဲလူကြီးအနာကိုပြေးသွားပြီးဒီကိုရှက်လာခဲ့တာလားဘာလာလောက်တာလဲသူ့ဘမလဲမင်းနဲ့တိတာလားလို့မေးလိုက်ပါတယ်လူကြီးလဲနည်းနည်းသဘောကျသွားပြီးအေးလာခဲ့တယ်အဲ့ဒီတဲဘောကြောင့်လဲပင်လယ်ဓမြကမင်းနဲ့အတိလာတို့စကားမဆုံးသေးခင်ပဲလူဖီကဂီယာဖိုးပြောင်းပြီးမျက်နှာတက်တက်ကြီးကိုထထိုးချလိုက်ပါတယ်ဟေးအယူနေအောင်ဟာနောက်တာဆိုပြီးလူကြီးခင်ဗျလူဖီကိုမနေတားလိုက်ရပါတယ်အဲ့ဒီတော့မှလူဖီလဲစိတ်လျှော့လိုက်ပြီးနောက်တစ်ခါဆိုရင်တော့ရှက်မကောင်းကြောင်းမပြောဘူးနောက်တစ်ခါဆိုရင်တစ်ပင်နဲ့ဝင်တော့အောင်ထိုးပြစ်မယ်လို့ပါတခါလေးကျင်းလိုက်ပါတယ်လူကြီးလည်းငါသာပြန်လို့ရင်တစားစီဆွဲဖြစ်မယ်ငတိဆိုတဲ့အတွေးသာတွေးနိုင်မိမဲ့ဘာမှမလုပ်နိုင်တဲ့သူကိုအခုလိုလောက်တာမတရားဘူးလို့အောင်းတက်နဲ့သာပြောရပါတယ်လူဖီကတော့ရှမ်းပါလာလောက်တာလဲအခုရောဘာမှလဲရှိနေသေးလားလို့တူမင်းနေတာကိုလူကြီးလည်းအကြံတစ်ခုရသွားပါတယ်ဒီလိုလွယ်နဲ့ပြောပြလို့ရမလားငါကောင်လေးကမိသိရင်အဘေးတခီတော့ရှိရမယ်လေဆိုပြီးလူဖီကိုအကြက်ကင်လိုက်ပါတယ်တစ်ဖက်မှာတော့စန်ဂျီဇိုရိုနာမီဥဆော့ချိုပါတို့ကခက်တရားကိုဖျက်ကူးနေကြပြီးတရားတုံငါလာလို့ဘီလူးတစ်ခေါင်လိုက်လာပြီးဆိုတာတတိထားမိသွားပါတယ်
ထင်းတဲ့အတိုင်းပဲအနောက်မှာတော့တကူလုံးမိုးကျူးပစ်ခံထားသလိုမဲတူးနေတဲ့ဂျိုင်းရဲ့တစ်ကောင်ကပြေးလာလိုက်နေပါတယ်အဲ့ဂျိုင်းရဲ့ကတော့လောလောလတ်လက်ကမှနာမီတယောက်ရှော့တိုက်ခဲ့ထားတဲ့ဗီလူးတစ်ကောင်သူ့ကိုယ်သူနဖျားယူနေတဲ့ဂျိုင်းရဲ့ရိုဒိုဖြစ်နေပြီရိုဒိုကမပြေးနဲ့ဟေ့ငါရဲ့နေရုပ်ကလေးတွေမင်းတို့လွတ်သွားလို့မဖြစ်ဘူးလို့ပြေးလိုက်လာပါတယ်သူ့နောက်မှာလည်းခုနကတရားဖြတ်သွားတဲ့ဂျိုင်းရဲ့နှစ်ကောင်ကပြေးလိုက်လာပြီးစပိုမူဂျိုင်းရဲ့ဂိုးဘတ်ရဲ့လက်ထဲမှာတော့ဆန်နီတင်မောကိုပါတဲလာတာကိုဦးစော်လဲတွေ့သွားပါတယ်ဇိုလိုကတော့စိတ်မရှိတော့လို့ခေါ်လိုက်ရတော့မလားလုံနေလို့ဦးစော်လဲဝင်တားလိုက်ပြီးဂျိုင်းရဲ့တွေနဲ့ပြဿနာမဖြစ်ရှင်တာမို့ရှေ့မှာရှိနေတဲ့တရားတစ်ဖက်ကိုသာရအောင်ပြေးဆိုပြီးအရှိဆုံးကထပြေးပါတယ်အားလုံးလည်းပြေးသွားပြီဆိုတော့ဇိုလိုလည်းအောင်းသက်သက်နဲ့ပဲပြေးလိုက်ရပါတယ်တစ်ဖက်မှာလည်းဟိုက်ဂျူဒင်ကတော်ရိုင်းသမင်တကောင်ကိုအမဲလိုက်နေပြီးလူဖီတို့ရောက်လာရင်စားတော့ပွဲအတွက်ပြင်ဆင်မှုဆက်ရားထက်သန်နေပါတယ်သမင်ကကြီးလုံးလို့အရန်အရသာရှိတာမှန်ပေမဲ့အပေါ်ကိုဘလို့တဲမာလဲလို့စတက်ဆန်ကမေးလိုက်ပါတယ်။ရင်းတွေကလည်းကြာနေတော့ပန်ဒါလည်းသုံးမရမဲ့အတူဟိုက်ဂျူဒင်ကတော့သူ့အသက်သခင်ကိုကြွေးမွေးဖို့အတွက်ဆိုရင်ဒီလောက်တော့အလေးခံရမယ်လို့ပြောကလက်နဲ့ကောက်မှပြီးစစ်တီတော်တို့ရဲ့တခြင်းကိုတံမြန်ရုပ်ဆိုပြီးထမ်းသွားကြပါတယ်။သူတို့ဖွဲ့ကတော့ဒိုင်နဲ့ဘရိုကီတို့ဂျိုင်းယက်ဝေါ်ရီယာပိုင်းရက်တွေပျောက်ကွယ်နေချိန်မှာအသစ်ပြန်လည်ဖွဲ့စည်းထားပြီးလူ9ယောက်ပါဝင်တဲ့လေယူဂျိုင်းယက်ဝေါ်ရီယာပိုင်းရက်တွေဖြစ်ကြပါတယ်။ကပရင်ဖြစ်သူကလူဖီရဲ့လက်အောက်ခံဟိုက်ဂျူဒင်တင်မော်တီဆောက်စုစတန်ဆန်လမ်းပြရိုဒိုဆရာဝန်ကက်နဲ့စပိုမူဂိုဘတ်ဆိုပြီးအဖွဲ့ဝင်9ယောက်နဲ့တိစောက်ထားကြပါတယ်။တစ်ဖက်မှာလည်းဂျိုင်းဟော်ရီယာတင်မောပေါ်မှာကဲဒါဖြစ်ရိုဘင်ရေစားတော့မယ်လို့ပြောကဘရိုတယောက်ဆန်သားဆရာအဖြစ်နဲ့ရိုဘင်ရဲ့စပင်တွေကိုညှပ်ပေးနေပါတယ်။ညှပ်ပြီးသွားတဲ့အချိန်မှာတော့ဘွန်နီလေးကမှန်ယူလာပြီးကြီးလိုက်ပါအောင်ပြောကရိုဘင်ကိုမှန်ပေးလိုက်ပါတယ်။အားလုံးကလည်းသဘောကျနေပြီးဆန်သားဆရာဖြစ်တဲ့ဘရိုကတော့ရိုဘင်ရေဒါကပထမဦးဆုံးညှပ်ဘူးလားဆိုပေမဲ့ငိုင်းချင်တွေတောင်ခုန်နေပြီးကွာဆိုပြီးတော်ကီဖုတ်ပါတယ်။အေးလေခုံလဲခုံကျင်စရာပဲရိုဘင်လေးကနဲတာမှမဟုတ်တာရိုဘင်ကလည်းသဘောကျနေပြီးကျေးဇူးတင်ပါတယ်ဘရိုရေဒီစပင်ကြောင့်ငါရဲ့အမှတ်တရတွေကိုတော့ပြန်မြင်လာပြီလို့ပြောကစောနဲ့တူရှိခဲ့တာတွေကိုပါတတိယသွားပါတယ်အားလုံးလည်းဒီစပင်ပုံစံလေးကိုမှတ်မိနေကြပြီးဖရန်ကီကတော့မျက်ရည်မခံနိုင်အောင်ဖြစ်သွားပါတယ်အဲ့ဒီနောက်သူတို့ကိုယ်တိုင်လည်းအဲဘက်ကိုရောက်လာကြပြီဆိုတာတည်သွားကြပါတယ်အဲဘက်ဂျုံပေါ်မှာတော့စောတယောက်ရုတ်တရက်တတိလစ်သွားလို့ပြာရခတ်နေတာနဲ့ဆုံးသက်ထားပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့ကျမှပြန်ဆက်ကြတာပေါ့အခုချိန်ကြီးကြည့်ပေးနေတဲ့သူတွေအားလုံးကိုအထူးလဲကျေးဇူးတင်ပါတယ်